ညီမရေဆွေဆုံညုံဆိုတဲ့ကစားနည်းကိုညီမသိလားသိတာပေါ့ကိုတော့ငယ်တော့ဆိုရင်တငယ်ချင်းတွေနဲ့ပျော်ပျော်ပါပါဆွေးကစားခဲ့မှုတယ်အမတ်တရားတွေလည်းရှိခဲ့မှုတယ်ဒါကြောင့်ငယ်စဉ်ကအမတ်တရားတွေကိုပြန်လည်မဲ့ရသွားအောင် Great မှာကိုကြီးမကြီးများကဆွေဆုံဆုံတဲ့ဆွေဆုံညုံတစ်ချင်းနဲ့ကောက်ပြဖြော်ပြီးတင်ဆက်တော့မှာဖြစ်ပါတယ်ဒါကြောင့် Great Trail မှာအကူကြီးအမကြီးများကိုကောက်ပြဖြော်ပြရအတွက်စင်မြင့်ပေါ်တော့ဖိတ်ခေါ်ပါရရှင်
She's